ကဲအားလုံးပဲမြင်ကြပါဒီတစ်ပတ်ကျွန်တော် Know Your Vibe ကနေပြီးတော့တင်ဆက်ပေးသွားမှာတော့ Fiona Live မှာလာရောက်ဖျောက်ပြနေ Bruce အကြောင်းပဲဖြစ်ပါတယ်ကဲ Bruce ကဘာလို့လဲဆိုတာမသိသေးတဲ့လူတွေအတွက်ဒီကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုသင့်တယ်လို့အများကြီးအချက်ပေးချင်ပါတယ် Bruce ကိုတော့1995နယ်သာလန်နိုင်ငံမှာမွေးဖွားခဲ့ရပဲဖြစ်ပါတယ်သူ့ရဲ့နာမည်အရင်ကတော့ admin နဲ့အသက်မထွက်တတ်တာမို့လို့ကဲဒီမှာဗီဒီယိုလေးမှာရေးပေးထားပါမယ်သူဟာဆိုရင်တော့ငယ်စဉ်ကတည်းကဒီ music အပိုင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားခဲ့ရပဲဖြစ်ပါတယ်။သူဟာငယ်စဉ်ကတည်းက piano ကိုလည်းကောင်းကောင်းတီးတတ်ခဲ့ရလေဖြစ်ပါတယ်။သူဟာစိတ်ကြော်တဲ့အရွယ်မှာတော့ electronic music ကိုစတင်ပြီးတော့စိတ်ဝင်စားလာပြီးတော့ FL Studio နဲ့စတင်ပြီးတော့ produce လုပ်လာလေဖြစ်ပါတယ်။သူဟာဆိုရင်တော့သူ့ရဲ့ producer အစပိုင်းမှာတော့သူဟာ online မှာသူ့ရဲ့ remix တွေကိုစတင်ပြီးတော့တင်ခဲ့ရပဲဖြစ်ပါတယ်။ဒီကနေပြီးတော့ကျွန်တော်တို့နာမည်ကြီး music producer ရဲ့အာရုံစူးစိုက်မှုကိုလည်းရရှိလာခဲ့ရပဲဖြစ်ပါတယ်။ဒီနေ့မှာသူ့ဘဝကိုလုံးဝအပြောင်းလဲဖြစ်စင်မှာတော့ Martin Garrix နဲ့ connection ရလာခဲ့ရပဲဖြစ်ပါတယ်။ Martin Garrix ဟာ Bruce ရဲ့ production scale ကိုသဘောကျပြီးတော့သူ့ supporting ပေးခဲ့ရလေဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူဟာ Martin Garrix နဲ့အတူ collaborate တွေပြုလုပ်လာခဲ့ရပဲဖြစ်ပါတယ်။ကဲ Bruce ရဲ့နာမည်ကြီးသချင်းတွေကတော့ Martin Garrix နဲ့အတူ collaborate ပြုလုပ်ထားတဲ့ Vibeနောက်ထပ်တစ်ပုတ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ EDM ပုံကြီးလို့ပြောလို့ရမယ် David Guetta နဲ့အတူ collaborate ပြုလုပ်ထားပြီးဒီသချင်းမှာလည်း Martin Garrix ပါဝင်ခဲ့ရပြီဖြစ်ပါတယ်ဒီသချင်းနာမည်ကတော့ Like and Do ဖြစ်ပါတယ်ဒီသချင်းကိုတော့ကျွန်တော် River တော်တော်များများသိကြမယ်လို့ထင်ပါတယ်နောက်တစ်ပုတ်အနေနဲ့ကတော့ Better When You're Gone ပဲဖြစ်ပါတယ်ကဲအားလုံးပဲကြောင်ညာလေးတစ်ခုဝင်ကြပါတယ်ကျွန်တော်တို့ရဲ့ Know Your Vibe မှာ Spotify Music တို့ Apple Music တို့လာရောက်ဝယ်ယူလိုက်နိုင်မှုလို့ကျွန်တော်တို့ရဲ့ Know Your Vibe မှာယုံကြည်စိတ်ချစွာဒီ Apple Music တို့ Spotify Music တို့လာရောက်ဝယ်ယူဖို့လည်းမမေ့နဲ့နော်နောက်ဆုံးတစ်ပုတ်အနေနဲ့ကတော့ If Only I Could ပဲဖြစ်ပါတယ်ဘရိုဟာဆိုရင်တော့ David Guetta, Martin Garrix, Mike Williams တို့နဲ့ collaborate တွေပြုလုပ်ထားခဲ့ရလေဖြစ်ပါတယ်။ကျွန်တော်တို့ Bro ရဲ့ Future House တရားဆိုရင်တော့တကယ်ကိုနားထောင်လို့ကောင်းပြီးတော့တကယ်ကိုကျွန်တော်တို့ riff လို့ကောင်းတဲ့ music တွေလည်းဖြစ်ပါတယ်။ကဲဒါကြောင့် Bro နဲ့အတူကျွန်တော်တို့ rate ချင်နေဆိုရင်တော့ Fiona Live မှာအခုပဲ ticket ကိုတောင်းဝယ်ထားပြီးတော့ Fiona Live ရဲ့ festival မှာကျွန်တော်တို့အတူ riff ဖို့လည်းမမေ့နဲ့အောင်နော်။ကဲဒီ Fiona Live festival မှာကျွန်တော်တို့အချစ်တော်ကြီး Yellow Claw ကလေ headliner အနေနဲ့ပါဝင်ဖျော်ဖြေပေးသွားမှာမို့လို့လုံးဝလက်လွတ်မခံတဲ့ပွဲဖြစ်တာကြောင့်အခုပဲအချိန်နဲ့နောက်မကြခင်အမြန်ဆုံး ticket တောင်းဝယ်ထားလိုက်တော့เนาะကဲနောက်ထပ်အစီအစဉ်တွေမှာထပ်ပြီးတော့တွေ့ကြမယ်ဗျာ